we are going to start our program. Burmese New Year and blessing and tradition. Especially, we are going to share our merits to like those who perish in time, take time to recover. So we have to pray. We have to like donate. We have to help our people who really need the place. Right now we are collecting money over 100,000 Canadian dollar. We already received now. Yeah, thank you so much for supporting Myanmar. ရှိခုနှစ်မြန်မာကောစာတက္ကသိုလ်1386ခုတကူလာပြကျော်တရက်ခရစ်နှစ်2025ခုနှစ်ဧပြီလ23ရက်တနင်္ဂနွေနေ့ကနေဒါနိုင်ငံဒေရီယိုပြည်နယ်တူရန်တိုမြို့မာဒိမိကကျောင်းတိုက်ကြီးအတွင်းမှာကျင်းပပြုလုပ်ရသော1389ခုနှစ်မြန်မာနှစ်တကူစစ်တောင်းပွဲနှင့်မြန်မာနိုင်ငံတွင်ဘေးဒဏ်ကြောင့်အသက်ဆုံးရှုံးသွားကြကုန်သောရဟန်းရှင်လူပြည်သူပြည်သားခုနှစ်သားသမီးပေါင်းတို့ဟာဆုတောင်းမျှပေးဝေခြင်းအခမ်းအနားစီစဉ်ဖြစ်ပါတယ်။နံပါတ်1ကတော့မိမိတို့ဖုန်းနာကိုပိတ်ပြီးသိလေးပါမေတ္တာရပ်ခံပါတယ်။ Please be silent your mobile device. ခန္ဓာစီစဉ်တဲ့ညနမောတ္တသုံးချိန်ရွတ်ဆိုရေးခန္ဓာကိုဖွင့်လှစ်ကြရဖြစ်ပါတယ်။ခန္ဓာစီစဉ်တဲ့ည၅ပါးသီလခံယူကြရဖြစ်ပါတယ်။မဟာဓမ္မိကဆရာတော်ဘုရားကြီးတမန်၅ပါးသီလခံယူကြရဖြစ်ပါတယ်။အဲဒီနောက်မှာဘုန်းတော်တို့ပေးထားတဲ့နေထားတဲ့စာအုပ်တိုင်းနဲ့မဟာဓမ္မိကဖျားရှင်ကိုဖြင့်ဖျားရှင်ကိုချင်းအစီအစဉ်စတင်ကြမှာဖြစ်ပါတယ်။အဲဒီနောက်ဆွမ်းပန်းတတိစီမီစတိများစက္ကန့်လူတန်းကြရဖြစ်ပါတယ်။အဲဒီနောက်တန်ဃာတော်အချင်းသူများများမှာနှစ်သက်ပိတ်တော်များရွတ်ဖတ်ပူဇော်ကြရဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဆရာတော်ဥဒရမဘဝတုတ္တဗမင်္ဂလာကာတော်တော်ညာရွတ်ဖတ်ပူဇော်ရနှစ်သက်ဆူတောင်းခြင်းအစီအစဉ်ဖြစ်ပါတယ်။အဲဒီနောက်မှာဒီနေ့အလူရှင်များဖြစ်ကြတဲ့ဦးမျိုးစာကနေဒါနိုင်ငံဒေရီယိုပြည်နယ်စာလီယာမြို့နယ်ဦးမျိုးဝင်းနဲ့သားဒီသားစုအလူရှင်တို့မှလူတန်းပွဲများစက္ကန့်လူတန်းကြရဖြစ်ပါတယ်။အဲဒီနောက်မှာရှင်တရီလာမှာအငယ်ဘေးဒဏ်ကြောင့်အသက်ဆုံးသွားကြတဲ့ရဟန်းရှင်လူပြည်သူပြည်သားတို့အားမျှပေးလို့ဆုတောင်းပွဲပြုလုပ်ခြင်းအကြောင်းလည်းငယ်ပြောကြားပေးရဖြစ်ပါတယ်။အဲဒီနောက်မာဒိမိကဆရာတော်ဘုရားကြီးမှနှစ်ဦးဓမ္မဒေသနာတရားတော်များဟောကြားရှိလို့ပြင်ဖြစ်ပါတယ်။အဲဒီနောက်အယံစမင်းနာမေတ္တာဖို့အဲဒီနောက်မှာတော့ရေစကြဆုတောင်းအမြတ်ပေးခြင်းအစီအစဉ်ဖြစ်ပါတယ်။အဲဒီနောက်မှာ PPA ရဲ့စီခန်းစာတင်ပြပေးမှာဖြစ်ပါတယ်။အဲဒီနောက်ခန္ဓာအစီအစဉ်ကိုဗုဒ္ဓသာသနာစီကံတတိတွေရွှေ့ဆို၍ခန္ဓာကိုပေးသိမ်းကြရဖြစ်ပါတယ်။တန်ဃာတော်များအားနေဆန်းစုကလူတန်းချင်းနဲ့အပရိဒါပေါင်းသူတော်ကောင်းတို့ကနေ့လေစာဖြင့်ဟာရဏနာပြုပြန်ပေးရဖြစ်ပါတယ်။ဒီနေ့မှာထပ်တိုးလူချင်းတွေနဲ့ဦးဇင်းတို့ကနေဒါမြန်မာကနေဒါ Buddhist student ဦးဇင်းတို့ကျောင်းရဲ့ဝေယဝိဆအကြောင်းကျောင်းသားအဖွဲ့မှာမောင်လို့ရီပေါ်များလူထမ်းနဲ့စီစဉ်ပါပါလိမ့်မယ်။အလုံးစုံတဲ့ဦးဇင်းတို့ main လူချင်းကတော့ဒီတံပေါက်စသဖြင့်ဟာရဏနာကျွေးပြီးလူထမ်းကြမှာဖြစ်ပါတယ်။အထူးအပင်နေ့တကူမှာဒီနေ့လူချင်းဒါနမိသားစုများကဝယ်လုံးသွေးပြီးဖြစ်ကြကုန်တော့ယေရှုရှင်ဖခင်ကြီးဥပုပ်ကိုမိခင်ကြီးတော်ခင်မြတ်ဇနီးတော်ခင်တန်ဝင်းတို့အားယေရှု၏၎င်းမြန်မာနိုင်ငံလုံးဘေးဒဏ်ကြောင့်အသက်သွားကြကုန်သောယဟန်ရှင်လူပြည်သူပြည်သားအပေါင်းတို့အားယေရှု၏၎င်းကနေဒါနိုင်ငံစာရီယာမြို့နယ်ဦးမျိုးဝင်းသားမောင်ဒိုမင်းနဲ့မိသားစုနဲ့ဒီနှစ်သက်ကူရိုးရေးပေါ်လူရှင်များမာဒိမိကဆရာတော်များနဲ့မြန်မာကနေဒါ Buddhist student ရာဇဝအဖွဲ့တို့မှလူတန်းကြမှာဖြစ်ပါတယ်။ Let me announce our program and briefly. So we are going to open our ceremony by reciting the Namo Tassa 3 times. After that, observing 5 praises. After that, group chanting, Madhvika chanting. After that, we are going to offer breeze to the Buddha. And then, New Year, Burmese New Year prayer chanting. After that, Bandi all star will give blessing according to our Buddhist tradition. After that, all donors and main donors will perform like the Navakarmas and other things to the Sangha. After that, Bande Sakibra will explain when we celebrate
like the ceremony of child marriage to those who perish in dying, and the devastation of which in Myanmar. Madhvika Sero Bhiyaji, after that, Madhvika Sero and about Madhvika Temple were delivered New Year talk. After that, we are going to cultivate loving kindness to all of you and all beings. After that, we are going to pour today goodies to those who pass away and present in white, especially for those who die and forest and the devastation of Myanmar earthquake in Myanmar. So after that, we are closing like ceremony by reciting Buddha Sasana Siddham 32. After that, PPOO will give little bit message to all of you. After that, we journals will offer lunch to Sanghas and they will treat good meals, very tasteful meals. So this is today our program. Okay, let's start our program. Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa. Now observing for recess. So Namo Tassa တောင်းကျေရွဆိုရေးခန္ဓာကိုဖွင့်ပြည့်နောက်မှာဩဃာတကြောချုပ်ပြညဖြတ်ပြကြောကြပါကုန်စို့ဩဃာတဩဃာတဩဃာတအာယကံဝစီကံအနောကံသဗ္ဗလောကသတိန်သောယတုကိုရောက်ပါစေခြင်းကျုံနာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင် တရားယရနာသံဃာယရနာယရနာကျက်သုံးပါးလေးတို့ကအမိအဖဆရာသမားတို့ကိုအယေဝတိအလေးအမြတ်လက်ဆောင်မှု၍ရှိခိုးပူဇော်ခုမြောက်မှန်လျှော့ကြောပါလိရှိဗျာတရားသံဃာယရနာမြတ်ဘုရားကြပါသည်ကျုံကတော့စီဝါဥစ္စာရွှေငွေရနာတို့ဒီလာကဲ့သို့ဒီကြကြီးဝါတို့ကြပါသည်ကျုံကတော့ ဒီမှာရည်သူသူမြည်ညာမွေးသောတန်ရောရှင်မြတ်တို့ဟာမုံမြတ်လာသောစွမ်းခဲဝေဘောစဉ်ချွေရတာတို့ရဲ့လူရန်စက်ကလေးကြောင့်ဒါနာကုသကံစေနာစရုပ်ပြနဝကမောလူဆိုင်သောလူဝဝလူစုတို့ရဲ့လူရန်စက်ကလေးကြောင့်ဒါနာကုသကံစေနာသောဒီကြောင့်ဒါနာသီလကုသကံစေနာဤသို့ဘောဓုရမြာမြတ်လာသောကုသကံစေနာဖြာဖြာတို့ကြောင့်ယနေ့မှစပြီးအနိဒာဝိဒာယာမခသိ ဘဝတိုင်းကြောင့်ငြိမ်းချဒေသဖြစ်မိမိတို့သည်လောရှိရတောင်းတသောသုလူစုမြတ်ဘုန်းနှင့်တလုံးလိုပါလိပြုဆုံးကြပြီးလင်းလွယ်ကူသောဖြင့်နည်းမြသောအကြံနေမြန်သောအသိဉာဏ်တို့ဖြင့်နိဗ္ဗာန်မဲ့ဘုဝိဘဝတို့နှင့်ရာလွယ်ရောက်လင်းမြောက်မှုတွင်လည်းဒီပုဂ္ဂိုလ်များဖြစ်ကြသည်ဟံဗန္တိနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ ဟောတုဒုက္ခိတာဟောတုညာ
တိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိသသရဏသမ္မံသောသုတတောလောကဝိတုလောကရောပုရိသဓမ္မသာရတိပတ္တာရိဝမလောကနံဘုဒ္ဓောဘဂဝါတိသက္ကာတောဘဂဝါတာဓမ္မောသံဃိကောအာကာလိကောဣမတိကောဩပါလိကောသစ္စာတံဝိရိယဘောဝိညုဟိတိသောရိပန္နောဘဂဝါတောသဗ္ဗကသံဃောဥဇောရိပန္နောဘဂဝါတောသဗ္ဗကသံဃောညာယပရိပန္နောဘဂဝါတောသဗ္ဗကသံဃောနာမိစိပရိပန္နောဘဂဝါတောသဗ္ဗကသံဃောယတိတံသတ္တာရိပုရိသယုဂာတိအတ္တပုရိသဝကဧကဘဂဝါတောသဗ္ဗကသံဃောအာဟုနေယောပါဟုနေယောရတိနေယောဣဇလိကရဏီယောအနောကရံပုညပိတံလောကသာတိရဟတာတိနဝကုနေအရဟံအစရှိသောဘုဘာသောဘုံတော်ပေါင်းတို့နှင့်သမဏဂတံပြည့်စုံတော်မူသောနာထံလူနာတို့၏ဘုခွေယာအစစ်ပြတော်မူသောဘုဒ္ဓံတတော်ထီရှာသဗ္ဗညုမြတ်စွာဘုရားကိုဩဒေသာဤမ၍ဒီယတာသာဓုစေတိဓမ္မစေတိဩဒေသာစေတိပရိဘောဂစေတိတော်မြတ်မောနာခန္ဓာရတ္တသမ္ပန္နအစင်အနာယတာပေါင်းတို့နှင့်ပြည့်စုံတော်မူသောဣမာနိပိဏဘာဒခာဒနိယမောဇနိယာဒီနိဤစွမ်းကဲ့ပွေတောင်းတော်ရေချမ်းပန်းတည်တည်ရှင်မီလျံတို့ကိုဧမာနိဗ္ဗာန်ယိမံတံပါယိဥစေမာနိဗ္ဗာန်ယိမျောပူဇော်ပါယိအရှင်ဘုရားသာဓုသာဓုသာဓုနောက်ဝိမာတိနှင့်ကြည်မြင်ပညာလုံးကဲ့တာ၍နိုင်လာနိုင်သူအတူလည်းရှိတော်မူကြသော ဒီကစားရတဲ့ကောင်းတဲ့ပြည်မှာ သောဘုရားဘုရားတရမှုသောလူသိခြင်းပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကြောင့်လည်းကောင်းဒီနေ့မော်လေးပေါ်လူချင်းများပြကြတော့ဒီမောင်ကျောင်းသားကျောင်းမိသားစုတို့ဤမော်လေးပေါ်ကုသိုလ်ကောင်းမှုကြောင့်လည်းကောင်းဒီနေ့အဓိကမိတ်လူရှင်ဒီကကြီးမျိုးပင်သားအောင်ဒုမင်းနဲ့မိသားစုပြုလုပ်လူတန်းတဲ့ကုသိုလ်ကောင်းမှုစုလူဘုရားကကြောင့်လည်းကောင်းအားမြတ်တမ်းပေးဖို့ကျွန်တော်ဖြစ်ပါတယ်ဒါကြောင့်ဘုလိုအဲ့လိုမျိုးဟိုလက်တော်ဖြစ်သွားတဲ့မြန်မာပြည်ငလင်တန်းဘေးတန်းကြောင့်ဖြစ်သွားတဲ့ဒီဂရင်းဆိုးဟာဘုလိုရဲ့မြန်မာပြည်သူပြည်သားဗေနိုင်ငံရောက်ဗေဒေတာရောက်သွားတဲ့အခါလာတဲ့အခါလှုပ်တဲ့ခိုင်တာမှာပျော်ရွှင်မှုတွေပဲတွေ့ကြရအောင်ဘုန်းတို့လည်းပဲဘယ်သွားဒီကောင်းထဲမှာတခုထည့်ပြီးသွားတယ်လို့ခံစားရပါတယ်ဒါကြောင့်ဘုန်းတို့လူတန်းနေခုလူတန်းလက်ခံတာပြီးတောင်းပွဲယူပြီးပါပြီစကိုင်းမန္တလေးနောက်ဖက်ပေါ့ဒီဘုန်းတို့ကတော့ဘုန်းကြီးတကယ်ချင်းတွေသွားကြတဲ့ကြောင့်
လူရင်းသူတို့ရဲ့ငလင်းဘေးတန်ချိတဲ့ဒေသတွေစီကိုကြီးနဲ့ရောက်သွားရပြန်ပြည့်ကိုစုံတစ်ခါ1000တစ်ခါ1000ပဲတစ်ခါပြပြီးပါပြီအခုလက်ရှိဘုံလုံးကလေးဒီမြန်မာဗုဒ္ဓဘာသာတဲ့အားလုံးသောဒီမာဓိကဆရာတော်ဘုရားကြီးဥဆောင်တဲ့ဒီလာကျကောဆုံးညယူနိုင်ရန်အတွက်မာဓိကကျောင်းတော်တို့လာရောတရားတော်နဲ့နာယူနိုင်ရန်ဖိတ်ကြားပါတယ်အကယ်၍ဒီနေ့ဖိတ်ကြားတဲ့ကိုမကြားနိုင်မသိနိုင်မြင်နိုင်ခဲ့တည်ရှိတော့ဤကဘာလောကကြီးကိုဆုံးကြကုန်သောစတိလောကပါဠိနာမကြီးလေးပါပေါင်းလို့တဲ့တူကတမ္မာဒီဝနတ်မြတ်နတ်တော်နတ်တူပါပေါင်းလို့ကတသုကပြောကြဖိတ်ကြားပေးပါရန်မြတ်တရားခံပါတယ်ဒီဝါဤမာဓိကကျောင်းတော်ကြီးကိုဆုံးကြကုန်သောတမ္မာဒီဝနတ်မြတ်နတ်တော်နတ်တူပါပုဂ္ဂိုလ်ပေါင်းလို့ကလည်းပဲကိုလုံးသွားလိဖြစ်သောမြန်မာနိုင်ငံမှာကိုလုံးသွားလိဖြစ်ကြကုန်သောမလင်းဘေးတန်ကြောင့်ကိုလုံးသွားလိဖြစ်ကြကုန်သောရဟန်းရှင်ပြည်သူပေါင်းတို့ဟာတရားတော်များနာယူနိုင်ရန်ခွင့်ပြုပေးပါရန်မြတ်တရားခံပါတယ်ဆရာတော်ကတော့ရှင်သူများတို့ဗျာဒီနေ့လူရှင်များနဲ့အားလုံးသောဓမ္မဝိသေဆွေပေါင်းတို့တော်ကောင်းတို့ဤဖို့တွင်ကိုပါအိမ်ကျွေးအိမ်ပါမိတို့သွားလျာလာလျာလို့လျာကံလျာနတာနာတို့၌အန္တရာယ်ကင်းဘေးကင်းချမ်းသာပြီးတော့ကောင်းကျိုးလိုဝါချမ်းသာတို့တို့ပြည့်စုံကြခြင်းအလို့ငါ၎င်းဘလုံးသွားကြကုန်သောအလုံးတော်ယဟန်ရှင်ပြည်သူပေါင်းပုဂ္ဂိုလ်ပေါင်းတို့ကောင်းမွန်မြတ်သောဘုရားဘုံဒါနတို့မှာအေးချမ်းစွာရရှိရောက်ခြင်းခံစားဆန်းစားနိုင်ခြင်းအလို့ငါ၎င်းပိမေတ္တာပါရပိမေတ္တာကာလလုံးများပြုပတ်ပူဇော်ပေးရဖြစ်ပါလို့ဗျာဒါကြောင့်ဆရာတော်တန်ခါတော်များမာသီမိကဆရာတော်မှုပြီးတော့ဆရာတော်တန်ခါတော်များကပိမေတ္တာကာလလုံးများပြုပတ်ပူဇော်ပေးပါရန်ဘုရားကြီးတို့ရှောက်တော်ပါရှိပါရမင်္ဂလာစိတ်တရေလူတာရေဝကဒုရဏနာတိကိသံတိသာတံသစ္စာမေကလံဒေတိတံဒေဝဒေဝိနာသဗ္ဗပါပဝိတာတနံဘဝလောကဣတတယာမေကလံဓမ္မနာမဟိအာဒီဝနာသဘာလနံဗန္တိတာမေသပိဝတာပူဇာသပူဇာမိယနံဧတံမေကလဩဒ္ဓမံသဗ္ဗဗုဒ္ဓ ानु ပါဝေနသရာတုကိဘောဓုတေဘောဓုတမမိတလံလေတုတမယေဝတာသဗ္ဗဓမ္မာနုပါဝေနသရာတုကိဘောဓုတေဘောဓုတမမိတလံလေတုတမယေဝတာသဗ္ဗသန္တာနုပါဝေနသရာတုကိဘောဓုတေအဘိမိတိယောဝိသတုသောကောရောကောဝိနတတုမာဒေဘောဒုတရာယဒုခိတိကာယုဘောဘဝအဘိဝရဏတိတေတဒိသဟုတ္တဝါစာယိသောသတ္တရောဓမ္မဝဋ္ဌံတုအာယုဝန္တောဒုက္ခံဗလံေဝဘေဝစေယောတုဇယတုဇယမေကလေးအန္တရာဇိယပလင်ကေတိတေပိတုဝိဘောကလေးအဘိတေကေတမဗုဒ္ဓံအခဘတောဘမောတတိသက္ကတံသုမေကလံသမ္မာဘာဒသုတိတံဒုက္ခတောသုမောဒောသာသူဧတံမြမသာရိတုရတိယံကာယကမ္မဝါစာကမ္မပရကိတံရကိတံမနောကမ္မပရိတိတိပရကိတေပရကိတာဓိကတဝါနာလဘန္တတိပရကိတေယရဏတာသုခိတာဝိမောရတာတေအာရောဂသုခိတာဟောတာသာသမိညာတိပိယရဏတာသုခိတာဝိမောရတာတေအဗျာပိသသုခိတာဟောတာသာသမိညာတိပိယရဏတာသုခိတာဝိမောရတာတေအာနိကသုခိတာဟောတာသာသမိညာတိပိတိမနိဗ္ဗာနတပစ္စယောဟောတုဣဒံနော
ဣဒံနော ကုကုဟု ဥပုဂ္ဂို မိခင်ကြီးတော်ခင်မြတ် မိခင်ကြီးတော်ခင်မြတ် တော်ခင်သံဝင်း တော်ခင်သံဝင်း ဟောတု ဟောတု ဒါ သုခိတာဟွန်တုညာတယောဣဒံနောညာတိနာဟောတုသုခိတာဟွန်တုညာတယောသာဓုသာဓုသာဓု ရှေးတောင်တော်ရဏရှိသောအနန္တစัจ java လာအနန္တတ္တဝါတို့ဘေးရန်ကံသိငြိမ်းကြပါစေဒေါသကံသိငြိမ်းကြပါစေဆင်းရဲကံသိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတောင်ရဏရှိသောအနန္တစัจ java လာအနန္တတတ္တဝါတို့ဘေးရန်ကံသိငြိမ်းကြပါစေဒေါသကံသိငြိမ်းကြပါစေဆင်းရဲကံသိငြိမ်းကြပါစေနှလုံးစိတ်ဝ
န်းအေးချမ်းကြပါစေနောက်တောင်တော်ရနာရှိသောနန္ဒစကြာဝါနန္ဒတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရနာရှိသောနန္ဒစကြာဝါအနန္တတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရနာရှိသောအနန္တစကြာဝါအနန္တတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနောက်ရနာရှိသောနန္ဒစကြာဝါအနန္တတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအရှိရောက်တော်ရနာရှိသောနန္ဒစကြာဝါအနန္တတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေအောရနာရှိသောချမ်းသာခြင်းနန္ဒစကြာဝါမေဘုံကနန္ဒတတဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေတေယကရှိသောဓမ္မခြင်းနန္ဒစကြာဝါအနန္တငတ္တဝါတို့ဒေယကတိငြိမ်းကြပါစေဒေါသကတိငြိမ်းကြပါစေဆင်းရဲကတိငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဒီစချမ်းဒီတော့မြတ်ဘုရားဒီဓမ္မပိကောမြေဘုဒ္ဓဟုသာဓုသာကျေးဇူးတော်ရှင်ဝိနည်းခင်နဲ့ဘာကေတို့အားရကြပါစေအမြဝေဤချိုးကားတပါမြတ်ပြီးတော့မြတ်များစွာကဘဝတဘာတို့ပြောင်းရွှေ့ကြလွန်သွားသောဘာခင်ကြီးဥကိုကိုမိခင်ကြီးတော်ခင်မြစန္ဒီတော်ခင်တန်တို့အားလည်းတော်ခင်တန်တို့မြန်မာနိုင်ငံငလင်ပေးချောင်းအသက်ဆုံးကြွားကြကုန်သောဉာဏ်ရှင်လူပြည်သူပြည်သားအပေါင်းတို့အားရဟန်းပါစေအများဝေဒီမသွေနေစာဒီကာယကိုစောင့်ရပေတဲ့ကိုဆောင်တဲ့လေမလက်စီရပြေဝိမာဤဝိတ္တဆွေညာဆရာတော်ဘုရားကစားယမရာစာတိဝယခအင်္ဂဘုံမှာအာဂတနာဒုမယေအမြတ်ဘုရားသရဟုရကြပါစေအမြတ်ဝိသဗ္ဗေတ္တာတတဝါဟုနာနာလောကအနန္တပင်အမြတ်စေနာတရားဝါဒဘုံကိုပါနှင့်ဝိညာဏတိတိရှိခုနပါမြတ်စွာလုံးစုံဘုံကိုစက်ပြီးပြည့်ပြည့်မြတ်ဝိရိယအမြတ်ကုသိုလ်ပြည့်ဝလို့ဤတကုတလာဒီဘုံများကိုအမြတ်ရကြသည်သောဝတ္တုရေဤပြေပန်သူရာသူတတိမှုပြီးစေတော်ဖခင်ကြီးဥကိုကိုမိခင်ကြီးတော်ခင်မြဇနီးတော်ခင်တန်ဝင်မြန်မာနိုင်ငံငလင်ပေးတံကြောင့်အသက်ဆုံးကြွားကြကုန်သောရန်ရှိလူပြည်သူပြည်သားအပေါင်းတို့နှင့်တကဝအားလုံးကြားကြသမျှအမြတ်ဒီတော်မူကြပါသောအာဓုအာဓုအာဓုမဂ္ဂင်ကြီးဥကိုကိုမိခင်ကြီးတော်ခင်များဇနီးတော်ခင်တန်ဝင်မြန်မာနိုင်ငံငလင်းပေတံကြောင့်အသက်ဆုံးကြွားကြကုန်သောရန်ရှင်လူပြည်သူပြည်သားအပေါင်းတို့နှင့်တကဝအားလုံးကြားကြသမျှမြတ်ဒီတော်မူကြပါသောအာဓုအာဓုအာဓုဖခင်ကြီးဥကိုကိုမိခင်ကြီးတော်ခင်များဇနီးတော်ခင်တန်ဝင်မြန်မာနိုင်ငံငလင်းပေတံကြောင့်အသက်ဆုံးရှုံးသွားကြကုန်သောရန်ရှင်လူပြည်သူပြည်သားအပေါင်းတို့နှင့်တကဝအားလုံးကြားကြကြမြတ်ဒီတော်မူကြပါသောအာဓုအာဓုအာဓုဘုလို video update နည်းနည်းလေးအချိန်ပြောပြပါဦး
စတဲ့လေးပြောပါ price လေးကိုရှိပါတယ် refer ticket လေးတွေကစားဝင်မှာ$5 ဆို ticket 5ချက်လေးပါဘုံမနာပြောလို့တယောက်ပေါင်းလိုက်လို့ရှိရင်အများကြီးရပါတယ်เนาะအဲ့ဟိုမိသားစုခုဖြစ်ဖြစ်တယောက်စီရဖြစ်ဖြစ် ticket လေးတစ်ခုလောက်စီတော့ဝယ်ပါတော့အများကြီးဟို collect လုပ်လို့ရမှာမဟုတ်လေအဲ့ဒါလေး donation အစီအစဉ်လေးရှိပါတယ်နောက်တစ်ခုကကြတော့ video က sponsor လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့ video နဲ့ဟို cooperate လုပ်ပြီးတော့တူတွဲပြီးတော့လုပ်တဲ့ activity လေးနှစ်ခုရှိပါတယ်တစ်ခုကတော့ White Lotus Meta scholarship program ဆိုတာအဲ့ဒါအတွက် launching ceremony လေးဒီ afternoon မှာတနာရီခွဲရနေပြီးတော့3နာရီခွဲထိရှိပါတယ်ဟိုကျောင်းသားတွေလည်းမကပါဘူးဟိုစိတ်ဝင်စားတဲ့လူတွေဟိုတက်လို့ရပါတယ်လို့ပြောချင်ပါတယ်နောက်ဆုံးတစ်ခုကတော့ဟို video sponsor လုပ်တာမဟုတ် directly sponsor လုပ်တာမဟုတ်ဘူး BCAO ဆိုတာ Burmese Community ဟို Social and Cultural Association ပေါ့နော်သူတို့ကနေ sponsor လုပ်တဲ့ဟို Peterborough က temple Bhutashan Garden ဆိုတဲ့ temple ကို visit April 26မှာရှိပါတယ်အရှိမလည်း poster လေးကတ်ထားပါတယ်စိတ်ဝင်စားလို့ရှိရင်ဒီ BCAO မှာဟိုregister လုပ်ပြီးတော့ဒီမှာ fees pay ပြီးတော့လိုက်လို့ရပါတယ်เนาะအားလုံးကိုဖိတ်ပါတယ်လို့အဲ့ဒါလေးကတ်ထားပါတယ် so for today as Myanmar Earthquake fundraising activity we have some raffle ticket sales so only $5 per ticket so we encourage everybody or every family at least just one ticket will make a so collectively we will raise a lot of money, right? So we are going to donate everything for the Myanmar earthquake. So that prizes are donated by Dom Mason to and Uttaguam family. Thank you very much. Sira Vedaru, Buddha Dharana, Sira Vedaru, Buddha Dharana, Sira Vedaru. We have successfully done our ceremony. We are going to prepare for like lunch to the Sangha in the main hall. Please join the volunteer also volunteer. Kata Deva Nibanata Visayo Odu Idano Bubu Tokinyanya Tokinyanya Tangwe Odu Sugida Odu Nadayo Idano Nadayo Odu Sugida Odu Nadayo Taba Roga Wini Moto Taba Tanda Ba Wisito Taba Wira Madikano Nebuto Satum Bawa
ေနပစ္စေနတိလေနကန္တိမြတ်တပလေနသာယေတိတုံမေနုရကံတုအရောခိနတုခေနသာသာတိတိယောဘုဝိသံတုသောဘောရောဘောဝိနတတုမာတိဘောနန္တရာယတုကိတိကယုဘောဘဝဝိဝရဏတိလေတနေသာဥဒ္ဓပါစာယိနောသတ္တရောဓမ္မဝတ္တန္တုအာယုဘောနောဒုက္ခံဝလံကောင်းတယ်မလားဘူး။ဒီပါ sorry ပါ ဆိုင်နေရတယ်ငါတို့ကမစ်သွားတယ် အတင်းတောင်းနေလို့ရှိရင်ဗီဒီယိုထဲပါသွားရင်ကိုမဲစားကြည့်မှာအော်နာမည်ကပါလေတိန်ကီလင်းပါတိန်ကီလင်းနံပါတ်9တိန်ကီလင်းတိန်ကီလင်းနံပါတ်9မဲပေါက်ပါလေတိန်ကီလင်းကျန်သွားရအောင်ရှင်ဒီတိန်ကီလင်း wallet ပါဘယ်တော့ wallet မှတ်ထားလိုက်နော် တိန်ကီလင်းမှတ်ထားကိုယ်နိုင်မယ်လေးနဲ့မှတ်ထားတိန်ကီလင်းဒါပါနဲ့ဒါပါရှိ နံပါတ်8ကနိုင်ဟုတ်လားနံပါတ်8 ခင်ရဲလင်းခင်ရဲလင်းနံပါတ်8နဲ့ခင်ရဲလင်းပြန်ပါလာမတူဘူးနံပါတ်8ခင်ရဲလင်းခင်ရဲလင်းမဲပါပါလေနံပါတ်8မဲရောင်းစလို့ပိတ်ထားလိုက်နံပါတ်8မဲနံပါတ်9မဲဂျေဆန်နဲ့ဂျေဆန်နံပါတ်ဟုတ်ဂျေဆန်လို့ပဲရေးတာဂျေဆန်ကဟုတ်တယ်တဲ့နံပါတ်9နံပါတ်9ဟောတစ်တုံညာ3 4 1 1 6တစ်တုံညာ3 4 1 1 6ဟုတ်လားဟုတ်တယ်နောက်ဆုံးတစ်တစ်ချောက်โอเคကျေးဇူးကဲပြမတရီရကျေးဇူးနဲ့ရောကိုနံပါတ်6လေးပေါ့နော်ကီကီတဲ့ကီကီနံပါတ်နောက်တော့ဝါ027 Okay, Kiki, please can. Huh? Or 207. Sorry. 207. Okay. Monkey, camera jack, type of that. ဒီကောင်းတော့နာမည်ဒီဝါလေးပဲဟိုမင်းနံပါတ်က10341881 10341881
I don't know that I cannot read that name. Promise Potter. Promise Father. PRAMASH. Promise Potter. အဲ့ဒါဝေးရင်တို့နေနံပါတ်5 Never know me. I like that. အဲမေးထောက်ကုန် Hey, just put that away. Can never leave it. No, no. Utuwin. Utuwin. Now, no longer 132. Una la llamada. Utuwin. Utuwin. Guys, Utuwin. ပြန်ပါပြီတော့ခန်းနေတယ်ဟာမခန်းနေဒါဆိုတော့ဒီကကြောင်းကြီးနဲ့မင်းလိုက်ပြပေးတယ်ဒီမခန်းကြီးမဆိုးတာလာလာပြီးတော့ဦးကျိုးနဲ့မခန်းကြီးပေါ့တယ် ဘာလို့ပေါ့လဲဘုံဘုံမလူခဲ့တော့မယ် အဲ့ဒီကညာဘုန်းကြီးကဝေယဝိသပွဲရှိတယ်သူတို့ပြန်နေပေါ့မယ် ကလေး ပေးလိုက်ပေါ့ကလေးပေးခဲ့လိုက် ကျွန်တော်ပြည့်မယ်နော် ဒီဘက်ကပြလိုက်အဲ့ဆိုပြီးမဲပြပေါက်မယ်ဒီဘက် โอเค လေးခုပါလေးခုကန်းနေတယ် နဲမိုင်အမေ AI မဲစန်နီယာပြန်သွားပြီလေမဲစန်နီယာဟုတ်တယ်စန်နီယာကခုနပြန်သွားပြီတော့0နံပါတ်ကမဲနံပါတ်က103416နော်နံပါတ်3မဲ103416ပြန်သွားပြီခုနမဲစန်နီယာမဲစန်နီယာအမေ AI စိတ်နဲ့စုကြည့်နေပါကိုနံပါတ်1ပဲနော် ကြောက်စိတ်မစ ဒါနံပါတ်1 ဟုတ် ဒေါ်မူတီလားဒေါ်မူတီလားဒေါ်မူတီမဲနံပါတ်က103415ပြန်သွားပြီဟုတ်လားအဲဆိုတော့သူကစားမတော်တော့တော့ပေါ့ကဲနံပါတ်1မဲနံပါတ်1ပါဘာလဲများ လက်တော့ကခရမ်းခရမ်းဆက် ဒါပဲရှိတော့မျိုးဝတ္တန်နဲ့ပြန်သွားပြီလေမျိုးဝတ္တန်ဒီကမိုင်းတော့ခမျိုးအေးခုနကလာဦးချပါဒါပဲအော်ပြီးတော့ ဟုတ်ပါ အဲ့ဒါလေဟိုဒီနောက်တော့ဦးလောက်ဒါအခုလောက်တယ်မလို့လုံးတော့တယ်လုံးတယ်နည်းနည်းသွားယူစားတာတောက်တာနေတာနဲ့